Wow. Oh, the winner ma. Lamwa haro. Oh, HO ya. Last shine kajaro. Pulora tataro. The inner winner about the other quotient. America ma, who Nimonai, Charabono, Sanway in Sangay, the Pine Bound, Nadaz, and Nibala ma. Yevo Chini Chinatari. The old Texas, New Mexico one is Sabiro. The a shiva Taushabono. The North Carolina, Washington DC, New York, Boston, Tipo, Massachusetts. The need Maro, the Nimonai Jani, Jaremawe. Lanshao နေတဲ့တန်ဃာတွေကအခုဆိုလို့ရှိရင်မြောက်ကယ်ရိုလိုင်းနာပြည်နယ် Raleigh မြို့မှာရောက်နေဆိုတော့နှင်းမုန်တိုင်းတွေကြားထဲမှာပဲလမ်းလျှောက်နေတာဒါပေမဲ့ဒီမြောက်ကယ်ရိုလိုင်းနာမှာတော့ကြည့်ရတာသိပြီးတော့နှင်းမထူ Washington DC ဘက်မှာတော့နှင်းတပေလောက်ကြာမယ်လို့တွေ့တယ်ဒီမြောက်ပိုင်းကြာသွားလို့ရှိရင် New York City တို့နောက်ဟို Boston တို့ဘာလို့ဆိုရင်တပေကျော်အထိကြာမယ်ဆိုတော့ဒီတန်ဃာတော်တွေလမ်းလျှောက်တဲ့နေရာမှာတော့နှင်းကတိတ်ပြီးတော့ဟိုအများကြီးကြဖို့မရဘူးဆိုတော့လမ်းလျှောက်ရတာအလုံးအဆင်ပြေပဲလမ်းမှာလည်းပဲတန်ဃာတွေလမ်းလျှောက်ပွဲနဲ့ပတ်သက်ပြီးတော့စောင့်နေကြတဲ့ပြည်သက်တွေတော်တော်များများလည်းရှိပါသေးတယ် So important to me. You okay. How are you, Mama? Easy. Yeah. Sambiniyo viwajanda sambarogo vinasatumate vavantandarayon Vikayuko mawa viwadana sile sanichanggota bacayinom Taro dhamma wadandi ayuwanno sukham walaကာဝင်းရှင်းမှာစနိုးရှင်းတဲ့ဟာရှာမတွေ့ဘူးပျောက်နေအဲ့ဒါနဲ့လက်နဲ့ပဲရှင်းလိုက်ရတကယ်ကမှတ်မိတယ်လို့ဆိုလို့ရှိရင်2016ကစနိုးကြတာတော့အများစုဒီတော့ပုံများတယ်အခုကတပီးတာလောက်ပဲရှိမယ်တူတယ်ဒါပေမဲ့ဒီထက်မကပူကြလာလို့တော့မမှန်တာဒါတော့မှတပေလောက်ရှိတယ်ဆိုတော့2016ကတပေကျော်မယ်အဲ့နောက်ပိုင်းတစ်ခါမှစနိုးတလောက်များများမကြဘူးအခု2026 10နှစ်ကြာတော့မှတလောက်များများတစ်ခါထပ်ကြတယ်ဆိုတော့ဒီနေ့25ရက်နေ့မနေ့စောစောပေါ့နော်ညတနားရီ2နာရီလောက်ကမှထင်တယ်အဲ့အချိန်မှာစနိုးကစကြတယ်စနိုးစကြပြီးတော့ဒီမနေ့မိုးလင်းတော့စနိုးတွေကရက်နေတယ်ဒါပေမဲ့မနေ့ညကြတာ white snow ပေါ့နော်ပြီးတော့အခုမနေ့နည်းနည်းနေမြင့်တဲ့အချိန်နေထွက်မလာဘူးမနေ့ကကြတော့နားပြောတယ်လို့စနိုးကြတာဒီမနေ့ကျတော့နည်းနည်း10နာရီလောက်ကျတော့စပြီးတော့ဖြောက်ဖြောက်နဲ့sleep ခေါ်တော့ဗောနော်သူမနေ့ညကျတာဒီ snow တွေကတော့ white snow ပေါ့ white snow တော့မဟုတ်တော့ဘူးဒါတွေကရေခဲမုန်လေးတွေဖြစ်နေ
ဆိုတော့ရေခဲမှုန်ကြတော့သူက sleep လို့ခေါ်တာဒီကားပြန်လာတယ်sleep ကကြတော့ရေခဲအစီတစ်တစ်လေးတွေအဲ့ကောင်က ice ပေါ့နော်ရေခဲဖြစ်တဲ့ခါကျတော့ဒီမနေ့ကကြားတဲ့ snow အခုချိန်ရှင်းမှဒီအပေါ်ကဒီရေခဲမိုးကထက်ရွာလိုက်တဲ့အခါကျလို့ရှိရင်ရေခဲမိုးကအုပ်သွားလို့ရှိရင်ပိုအေးသွားပြီးတော့ဒီ ice တွေကကော်လို့မရတော့ဘူး snow တွေကကော်လို့မရတော့ဘူးဆိုတော့အဲ့ဒါဟိုအရင်အေးပြီးတော့ဒီအောက်က snow အဖြူတွေပါခဲမသွားအောင်လို့အခုလာရှင်းနေရတာမဟုတ်လို့ရှိရင်အပေါ်ကရေခဲမိုးရေရွာလိုက်လို့ရှိရင်ကော်လို့ရှိရင်နောက်တစ်ဖြည်းဖြည်းနဲ့အေးပြီးတော့မာသွားတော့ရေခဲဖြစ်သွားတော့ကော်ဖို့မလွယ်တော့ဘူးအဲ့ဒါနဲ့အခုအေးနဲ့ထွက်လာရှင်းနေရတယ်ကားပေါ်တက်ဖို့အတွက်လမ်းမီနီဆိုးရာပြည်နယ်မှာတော့အခုဆိုလို့ရှိရင် National Guard ဒီပြည်တွင်းကာကွယ်ရေးတပ်တွေပေါ့နော်မြို့ထဲမှာနေရာယူထားတယ်ဒီမှာထူးထူးခြားခြားတွေ့ရတာကဒီ National Guard တွေကသူတို့ဒီမှာလာပြီးတော့ဆန္ဒပြတဲ့သူတွေကိုပီဇာတွေနောက်တချို့ဆိုရင် coffee တွေပါတွေတိုက်နေတာတွေ့ရတယ်National Guard အိမ်မှာလာပြီးတော့စောင့်နေတဲ့အထက်ကတယောက်ကပြောတာကတော့သူတို့ပေါ့လေဒီမှာဒီဆန္ဒပြတဲ့သူတွေနောက်ဒီမြို့မှာနေကြတဲ့သူတွေဘေးအန္တရာယ်ကင်းဖို့အတွက်သူတို့အခုလိုမျိုးလာပြီးတော့လုံခြုံရေးယူပေးနေတယ်ဆိုပြီးတော့ပြောတယ်ဒီ National Guard ကတော့ဒီ Minnesota ပြည်နယ်ရဲ့တပ်ပေါ့နော်ဆိုတော့ဒါဟို Minnesota ပြည်နယ်အုပ်ချုပ်ရေးမှူးတင်မော့ရဲ့အမိန့်နဲ့ပေါ့မနေ့ညတွေက Minneapolis မြို့ထဲမှာလာပြီးတော့ Federal အစိုးရရုံးတွေကိုလာပြီးတော့စောင့်ကြပ်ပေးတယ်မြို့ထဲမှာတခြားရာဇဝတ်မှုတွေပါတယ်ဒီရုံးတွေပါတယ်ခုနလိုလူရက်တာတွေပါတယ်ဖြစ်မှာဆိုလို့သူတို့အဲ့ဒီနေရာတွေမှာလာဆောင်ပေးတယ်ဒီ American ပြည်တွင်းလုံခြုံရေး Christine Nom ကတော့ဒီပြစ်ခတ်မှုဖြစ်တဲ့မနေ့က24ရက်နေ့မှာပေါ့နော်ဒီ Alex Brady တည်ဆုံးတာနဲ့ပတ်သက်ပြီးတော့သူကပြောသွားတဲ့အထက်ထဲမှာbrandishing ပေါ့နော်ခုနလိုပေါ့ဟိုသူဆိုလိုတဲ့ပုံကတော့ဒီပြစ်သက်ခံလိုက်ရတဲ့Alex Brady ကဒီဥမာတနက်ကိုထုတ်ပြီးတော့ကင်လာတာမျိုးဒီလုံခြုံရေးတွေမြင်သာအောင်ဟိုရန်ပြုမဲ့ပုံစံမျိုးကင်လာတဲ့အောင်မျိုးပြောတာပေါ့ဒါပေမဲ့ဒါအလုံးဗီဒီယိုထဲမှာတော့တွေ့ပြီးဖြစ်မှာပါဟိုဒီ Alex Brady ဒီအမျိုးသမီး2ယောက်ကိုကာကွယ်ပေးနေရင်းနဲ့ဒါနောက်ဆုံးပိတ်သူပါအသက်ပေးလိုက်ရတာကိုဒီဗီဒီယိုထဲမှာအလုံးမြင်နေကြပါတယ်အခုဒီဇန်နဝါရီလကုန်မှာဆိုလို့ရှိရင်ဒီ American အစိုးရအသုံးစရိတ်တွေကိုအကန့်အသတ်နဲ့ယာယီချပေးထားတာပဲဖြစ်တဲ့ဆိုတဲ့အခါကျတော့အဲ့ဒီချိန်ကြလို့ရှိရင်ဒီအစိုးရအသုံးစရိတ်တွေနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ဒီ Congress မှာမဲခွဲဆုံးဖြတ်ရမှာပါဒီ Republican တွေတင်တဲ့ဒီအစိုးရအသုံးစရိတ်ကတော့အောက်လွှတ်တော်မှာတော့မဲပေးပြီးသွားပြီဆိုတော့အထက်လွှတ်တော်ကိုရောက်လာပြီဆိုတော့အထက်လွှတ်တော်မှာတော့ဒီ Democrat အထက်လွှတ်တော်ခေါင်းဆောင် Chuck Schumer ကတော့ပြောထားတယ်ဒီ DHS American ပြည်တွင်းလုံခြုံရေးဌာနကိုခုနလိုငွေဒီ budget ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါသူတို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခြေအတင်ပြောစရာရှိတယ်ပေါ့လေဆိုတဲ့အခါကျတော့အခုလာမယ့်သတင်းပတ်အတွင်းမှာဒီအထက်လွှတ်တော်မှာ Republican တွေဘက်ကလုံလောက်တဲ့မဲမရဘူးဆိုရင်တော့ဇန်နဝါရီလကုန်ပြီးသွားတာနဲ့ American အစိုးရလုပ်ငန်းတစ်စိတ်တစ်ပိုင်းပြန်ပြီးတော့ရပ်နားသွားအောင်မှာဖြစ်ပါတယ်ဆိုတော့ရှေ့သတင်းတစ်ပတ်ပဲလိုပါတော့တယ်ဇန်နဝါရီလကုန်ဖို့က American အစိုးရလုပ်ငန်းတွေရပ်ဆိုင်းသွားမလားဆက်ပြီးတော့ပုံမှန်ပဲလဲပတ်သွားနိုင်မလားဆိုတာကိုစောင့်ကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော်အောင်ဆွေးပါ